တော်တဲ့ပုံမွေးရှင်းသားကတော့တော့ကြပါတော့တမီးကြီးရဲ့အစ်စ်ကြားတဲ့ထွာလာတော့တားလက်ကိုကိစ္စကိုတော့မဟာမရလေမင်းတော့ပြောတာပါတပြေတော့တဲ့ရှင်ကိုပြောထားတယ်အော်ဂျော်ရီလာတာပြီးတယ်တမီးကြီးရလာပြီးခိုက်တာလေခုကတမီးကြီးရတယ်ရောက်သွားတယ်တမီးကဆက်နေတယ်ကွာအဲ့ဒါကြောင့်လေကျွန်တော်တို့လာတယ်ဘယ်လိုမှတော့ပါလေဒီကဲတော့မင်းကတော့လာခိုင်းတယ်ဘာမှမသိဘူးကွာငါတို့ကြောင့်နော်မာလီခဏတော့ညီမလေးကြီးကပုံတော့ညီမလေးကဘာပဲနေတော့ဘာလို့မှစကားလေးမှလုပ်နေတယ်ဘာလို့လောဟောတယ်ပါနေပါလားခုမင်းကလေးရတည်ရတာပဲကလေးကြီးပါနေရမတော့တော့ဘူးလားဒီ2025ရောက်နေအိမ်ရောငါညီအောင်ဒီနေ့ဒီဆိုင်မှာဒီလိုပုံစံထားရမှာလားဟမ်ဘာလဲဘာလဲဘာလာတော့နားလည်းယူပြည့်တယ်ဘာလို့ဒါလည်းယူပြည့်ကဲဘုကလေးကဒီမှာဝင်လာခိုင်းလာမရတဲ့ဘာမြင်ရတယ်ကဲဒီခုဘာနဲ့လောက်ထားကြလဲဟမ်ဘာလို့တော့ကဲဒီကလေးတွေဘိုင်းနေနေတာလေငါတို့ချင်းလို့လုပ်လိုက်ခဲ့တာဒီမစီမဟုတ်ဘူးဘာလဲပစားလာတော့တော့မြတ်တို့ဖိလို့ထားတယ်မလားပေါ့ကဲဒီလည်းပါတယ်ဒီဆောင်ပဲနဲ့ကလေးကိုထားတယ်မြတ်မသိအနာကြီးရဲ့ဗျာသွားရောကဲဒီတော့ဘာလို့ပါလဲခုမင်းသမီးခုမှပြန်လာတော့မင်းသမီးဘာမှမသိဘူးစီးငယ်ရောတဲ့ကိစ္စကိုသူလာတော့နေတယ်အခုတော့ရှိငယ်ရတဲ့ကိစ္စပဲပြောနေမျိုးနဲ့မရှိပါဘူးဒီပြောပြောမယ်ငါနာရေဝစင်းလာဟောအေးငါခေါ်လာမယ်ဒီလိုတက်ပြီးဒီလိုတက်ပြီးခုချင်းခေါ်လိုက်မနမတော်ရဖလိုက်ရင်ဘာလဲနေဦးရဆိုမှမသိဘူးဘာလို့လဲခုတင်ကြည့်လိုက်လူရှိရှိကိုဒီလိုရှောက်ထားတာကြည့်ရမိုင်းနေခလေးမင်းတို့လည်းအားရအောင်နောက်တယ်ကိုမင်းတေးတော့ကြည့်ရအားလာတာလည်းပဲမဖြစ်ရဘူးဟုတ်ပါဘူးခါပဲကောင်းရှိတယ်ဟာဘယ်လိုမဖြစ်နိုင်လဲဒီတော့ဒီခုမှစေးအောင်မသေးပါဘူးဘာလဲလည်းမဖြစ်ရဘူးမလည်းရတယ်ပဲမကြည့်တကယ်ပဲအဲ့ဒီတို့အခုရှုံးပြီလားဟမ်ဒီနေ့တို့ဘယ်လောက်ဆက်လိုက်
ရေမှာပြောင်းလာနေရောဖြစ်ခဲ့ရရဲ့ဖြစ်ခဲ့ပြီဘာမှတက်နိုင်ဘူး ။ဘောကမှာရရစားလို့ရရင်ရနိုင်ပါဘူး။ဒါပေမဲ့တန်ဖိုးကြီးပြီးလုံးဝစားလို့မရရင်ရကျွန်တော်တို့ရဲ့မိဘတွေဖြစ်တဲ့အတွက်မိဘတွေရှိနေခြင်းမှာအကောင်းဆုံးယူဆိုင်သင့်တယ်လို့ပြောကြရတယ်။ကျွန်တော်တို့ရဲ့နောင်တမှုကိုမြင်ရ ခုအမေ